ကိုင်းတိုင်းဒေသကြီးကမ်ဘလူမြို့နယ်ခုံးတာကျေးရွာအုပ်စုပေကြီးကျေးရွာမှသိန်းဆက်ခန့်မြေယာပေါ်တွင်ထွန်ရက်လုတ်ကင်နေတဲ့တောင်သူ3ဦးကိုစစ်သားများကဝိုင်းဝန်းရိုက်နှက်ရာရိုက်နှက်ခံရသည့်တောင်သူများကကာကွယ်ရေးဦးစီးချုပ်ထံစာတင်တိုင်ကြားသွားမည်ဖြစ်ကြောင်းမေလ2ရက်နေ့ကမီဒီယာစင်တာမန္တလေးတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောကြားခဲ့ပါတယ်။စစ်စင်ကတော့မူလတောင်သူတွေဖြစ်တဲ့ဒီမတ်တော်လိုမိသားစု4ယောက်ကသူတို့ရဲ့မူလမိမိပိုင်ဆိုင်တဲ့လေယာဉ်တွေကိုတွားရောက်ပြီးထွန်ရက်ဆိုင်လို့လုပ်နိုင်ခဲ့တယ်။4ယောက်တွားပြီးလုပ်နိုင်တဲ့အချိန်မှာအဲ့ဒီမှာစစ်တပ်ကလူတွေလာတဲ့အခါကျတော့စစ်တပ်ကပြောမှာဟေးမင်းတို့ယောက်ျားဆိုရင်တော့တပ်ပြင်မယ်ဖြတ်ပြင်မယ်အမှုချင်းပြင်ပြောတော့သူ့ယောက်ျားကိုမတ်တော်မှာစိုးရိမ်ဘူးပြောမှာအဲ့မှာယောက်ျားနင်းအောင်တော့လုပ်လို့နေထွက်ပြီးတော့ဖြစ်ပြီဆိုရင်ယောက်ျားအကြောင်းလို့ထွက်ပြီးတယ်ယောက်ျားလည်းတော်တော်လူအားရနေထွက်ပြီးတယ်ထွက်ပြီးတော့သူတို့သားမိတော့ကြံခဲ့တယ်သားမိတော့လည်းကြံခဲ့ပြီးမှသားမိတော့ရိုက်ခံနေခဲ့တယ်အဲ့ဒီမတ်တော်ဆိုရင်ခေါင်းလေးကိုရိုက်ခံရတယ်ခုချိန်ကြီးသူကမန္တလေးစေဝင်ကြီးမှာသူကအပြေလူနာပြေကုသနေရတော့ပြတ်သားနေအောင်ဖြစ်တယ်အဲ့တော့ဒီမှာသူ့ရဲ့သမီးတွေကသမီးငယ်ဆိုလဲသူကလည်းခေါင်းလေးကိုခန္ဓာကိုယ်နဲ့ရိုက်ခံရတယ်သူကလည်းခုချိန်ကြီးဟောပေါ့လေသူလည်းအပြေလူနာပြေသူကစေကုသမှုခံနေတယ်အခုလည်းမသက်သာဘူးပေါ့ဒီကလေးမတွေကတော့သူကပေါင်မှာပဲသူကရိုက်ခံနေတာဟုတ်တယ်သူကဟောဖြစ်တဲ့ချိန်မှာသူကဒီဟာတဲ့ဒီကျွန်တော်တို့ကင်မရာလေးနဲ့သူကဓာတ်မှုရိုက်တာပေါ့သူမတန်းနေတယ်သူကအဲ့ဒါလို့ပြောသူကတော့တစ်ချက်ပဲရိုက်ခံပြီးသူ့ကိုလူခံတယ်ကြီးကတောင်းလို့ရိုက်ခံရတယ်ဆိုတော့ဖုန်းဆက်ကြောင်းကြားလို့ကျွန်တော်တို့ရောက်ခဲ့တယ်ရှင်းလင်းပွဲလုပ်တယ်နောက်ပြီးတော့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှဒါသူတို့မှလည်းစောင်းနေရေးခက်ခဲနေတယ်ဆိုရှင်အဲ့လာတဲ့လူတွေကိုလာမြင်လိုက်တာပဲရိုက်တဲ့လူဘယ်သူမှကိုကျွန်တော်တို့မသိလိုက်တော့အဲ့ဒါလေးပြအခုကျွန်မဒီမဲ့ခေါင်းနေလဲမူးနေပါတယ်တကားများများပြောရင်လည်းအန်ချင်းတယ်ဆေးရလဲ2ရက်သေးပဲကုသေးတယ်သူတို့ကကျွန်မတို့ဘာဖြစ်တဲ့ဆရာရဲ့လို့ကျွန်မဘယ်လိုမှမသိလို့မေးတာပါလို့ဆိုတော့ဦးကောင်းကိုနည်းနည်းထိသွားတယ်တဲ့အဲ့သွားတယ်တဲ့အဲ့လိုသာပြောပြီးတော့ကျွန်မအဲ့လိုဆိုရင်ကျွန်မလူနေရမှာတော့လို့ကျွန်မမူးသေးတယ်လို့ဆရာရဲ့ဆိုရပါတယ်တဲ့အိမ်ကိုတဲ့2ပတ်လောက်နားပေးလိုက်ပါတဲ့2ပတ်လောက်နားပေးရင်ပျောက်သွားမှာပါတဲ့စကိုင်းနဲ့ဒီသားကြီးခေါ်လင်းသူကပူရီထုတ်